အဲ့တော့တကယ်ကတော့ဘုရားမြတ်စွာဟောတော်မူခဲ့တယ်ကိုလွတ်ခဲ့တဲ့ကံတရားတွေဟာကိုရင်တဲ့နှလုံးထဲမှာကိန်းဝတ်ပြီးတော့ပါရှိနေတာဒါကအထီးကလို့ဆိုလို့ပေါ့နော်ဒါကြောင့်ပထမဆုံးရှောင်စရာလို့ဆိုတဲ့ပါဏာတိပါဒကစပြီးတော့မြတ်စွာဘုရားဒါတွေရှောင်မရှောင်လို့ရှိရင်အ ਨੇ ဆုံးအပြစ်ကလေးတွေကိုပြောပဲဆိုရင်သူများတဲ့တတ်လို့ရှိရင်တက်တူတတ်တယ်လူဘဝရောက်လာရင်တက်တူတယ်ကျမ်းအရေးမကောင်းတဲ့လူဖြစ်တတ်တယ်သူများဥစ္စာခိုးရင်ကိုယ်ပစ္စည်းပျောက်ဆုံးတတ်တယ်မတိလူယူခံရတတ်တယ်ခိုးခံရတတ်တယ်မိလောင်ခံရတတ်တယ်ရေမြောက်ခံရတတ်တယ်သူတို့ကတမယာပြစ်မှားခဲ့တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လူမုန်းများတယ်အလို့လျောက်အဲ့ဒီလူမြင်တာနဲ့မုန်းတာဘာကြောင့်လဲလို့မသိဘူးနော်တွေ့ဦးကြပါလိမ့်မယ်တခါတည်းလားလူတယောက်ကိုလည်းသိတာမဟုတ်မြင်တာနဲ့ပဲမုန်းတာဆိုတာရှိတတ်တယ်အဲ့ဒါသူအကုသိုလ်ကံပါတယ်နော်လူမြင်တာနဲ့အမြင်ကတ်တယ်အဲ့ဒါဒီလိုအကုသိုလ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကဘယ်သူမှသူ့ကိုမေတ္တာမရှိဘူးအဲ့ဒါမျိုးဖြစ်တတ်တယ်တဲ့နောက်တစ်ခါမုသဝါဒရဲ့အပေါ်ဆုံးအပြစ်ကပါတော့ဆိုသူတို့ဘာကိုလိမ်လည်ပြီးတော့ပြောကြားခဲ့တဲ့အတွက်ကြောင့်ပျက်စီးအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကိုယ်ဟာမတရားဆွဆွဲခံတခါတလေကိုမလုပ်ဘဲနဲ့လုပ်တယ်လို့လွယ်မှားပြီးတော့တရားခံဆွဲခံရတာမျိုးတွေပါတယ်ဒါမျိုးဖြစ်တတ်တယ်သူရမေတွေကအပြစ်ဆိုတာတော့အမှန်တမ်းထင်ရှားပါတယ်ဒါနောက်ဆုံးအပေါ်ဆုံးကတော့လူဘဝရတဲ့အခါမှာကြက်မပြည့်တယ်လို့ဖြစ်တယ်အယူအနှံဖြစ်တယ်သင်လို့ကြားလို့မရတဲ့ပုံကိုယ်တွေဖြစ်လာဆိုတော့ဓာရီမဖြစ်ရအောင်လို့မြတ်စွာဘုရားကသီလကိုစောင့်တည်ခိုင်းတာပဲမှန်အဲ့ဒီကိုချင်းသီလရှိလာပြီဆိုလို့ရှိရင်ဒီဘဝမှာဘယ်လိုအကျိုးတွေရှိတာတော့ခု၅ပါးသီလစောင့်တည်လိုက်တော့ဘယ်လိုအကျိုးတွေရှိတာတော့စဉ်းစားကြည့်ပေါ့ကိုယ့်ကိုယ်ပြန်ပြီးတော့